ငယ်များအခုခေတ်မှာဖြစ်ပေါ်လာတဲ့ခေတ်ပေါ်ယောဂမိဘတွေစိတ်ညစ်ရအောင်ဖြစ်လာတဲ့ခေတ်တွေဝါသနာရုပ်ရည်လေးမတောက်တစ်ခေါက်နဲ့မော်ဒယ်တွေကပေါ်ပါတယ်ဝါနာကိုရင်းခံပြီးတော့လောက်တာပါလို့မေးတိုင်းပြောတယ်နာမည်ကြီး MC မော်ဒယ်တွေကိုဖိတ်ခေါ်နေပြီလူငယ်တွေမင်းနိုင်ထိုင်နေမိဘတွေဆိုနေမျိုးသားတိုက်ပြီး fashion show တွေရှောက်ရမယ် NTV လည်းရိုက်ရမှာပေါ့ကြောင်ညာတွေတုံးဆောင်ရရင်မော်ဒယ်ဆိုတော့လွယ်တာပေါ့ရှောက်တယ်လို့စီရိုက်တဲ့ခါနောက်ဆုံးမှရက်နေပေးပါနာမည်ကြီးမော်ဒယ်တွေကရှေ့ဆုံးမှတက်စီထားပါတောက်ကိုလည်းကြည့်လည်းမရှိဝေါ်ဘာပဲပိုင်ပြီးတော့ဒီလိုမျိုးပဲရှောက်တွေချမှုတက်စီနေတာကိုတော့ကြည့်တော့ဝေစားဖို့မွေးအောင်ဝယ်မယ်မိဘကတော့တင်ပါပဲနာမည်ကြီးမော်ဒယ်တွေလို့ဖြစ်စေတဲ့ဆိုဝင်ရှာခဲ့တေးကြတဲ့ဒီပုံစံနဲ့မဖြစ်သေးဘူးဝေရှော်မှာပိတ်သေးတွေတော့ပါများတော့ဒုက္ခဖြစ်မယ်တော့ပါတော့ဟာမင်းတို့တည်တဲ့ခုခေတ်မော်ဒယ်တွေကများပြားမင်းတို့တည်တဲ့ခုခေတ်ဆိုတော့တွေကများပြားမင်းတို့ချိုက်တဲ့ကောင်းတဲ့ဖုန်းတွေကလည်းများပြားတောက်စင်တို့တို့နဲ့အားလုံးထားလိုက်တော့မင်းတို့တည်တဲ့ခုခေတ်မော်ဒယ်တွေကများပြားမင်းတို့တည်တဲ့ခုခေတ်ဆိုတော့တွေကများပြားမင်းတို့ချိုက်တဲ့ကောင်းတဲ့ဖုန်းတွေကလည်းများပြားတောက်စင်တို့တို့နဲ့အားလုံးထားလိုက်တော့သက်စားခဲ့အကြောင်းတစ်ခုဟောက်တဲ့ပဲနူးလို့ရှူသူတွေသာသားပြည့်လက်တန်စင်ကပါမတူစင်ဟောက်တွေခုပြလိုက်ဆိုခေါင်းစစ်တက်မယ်ပြတ်အောင်မေးလွယ်လိုက်တာဒါမျိုးတွေနောက်တော့တဲ့သူရှိနေသွင်းကလပ်ပုံသက်စီနဲ့ပေါ်တော့ကလပ်ချိုသာဆိုကြပါတော့ကြတော့လုံးမကြတော့ဘာပြောလို့ရမှာလဲစားကြောင်ရဲ college လို့တာပဲသူကစားတာလေပြောကြည့်ပြီး copy ကူတာသက်စစ်တက်တော့နားမကောင်းဘူးစစ်တွေကိုတိုက်လို့တိုက်ခိုက်ကိုစစ်ကိုပြတ်ကျူးဆိုင်လူတွေကိုညာစားနေတာဒါတွေကဘယ်သူအကြိုက်ငါချတဲ့ချင်းတွေက melody လာလာနူးကြလာလာပပမိကလေးတွေကြိုက်ကြဒါတွေကိုလိုက်ဆိုနေပေါ်ချင်းမဲ့ဆိုကြပါတော့ enemy မင်းတို့မသိပဲရှာလို့ဖြစ်ကိုချေ Bobby Blow ဒီလူတွေကိုသိကြရဲ့လားပေါ်ချင်းမဲ့ဆိုကြပါတော့ကြောက်ရွံ့ပါဆိုကြပါတော့မင်းတို့တည်တဲ့ခုခေတ်မော်ဒယ်တွေကများပြားမင်းတို့တည်တဲ့ခုခေတ်ဆိုတော့တွေကများပြားမင်းတို့ချိုက်တဲ့ကောင်းတဲ့ဖုန်းတွေကလည်းများပြားတောက်စင်တို့တို့နဲ့အားလုံးထားလိုက်တော့မင်းတို့တည်တဲ့ခုခေတ်မော်ဒယ်တွေကများပြားမင်းတို့တည်တဲ့ခုခေတ်ဆိုတော့တွေကများပြားမင်းတို့ချိုက်တဲ့ကောင်းတဲ့ဖုန်းတွေကလည်းများပြားတောက်စင်တို့တို့နဲ့အားလုံးထားလိုက်တော့ဆိုရင်နာမည်ကြီးနေကြတဲ့ order band rapper လုံးလုံးလေးမိပါစီကပတ်စံကိုနင်းကန်တောက်ပြီးတော့သချင်းတွေရေးပြီးတော့တီးလုံးတွေပြီးတော့ studio တော့ပြီးတော့တင်းလို့သာပြင်မဲ့ဆိုရင်ဘောဆုံးတွက်ပုံထဲမှာဆိုတော့တွေပါလာလိမ့်မယ်ဝါသနာဆိုတာအလက်ကချိုးဝဲလက်ကောက်ဆိုပြီးကောင်းကိုမောကလမ်းမထောင်ကြမိုးမမင်းလေးမမင်းနဲ့တွေ့လိုက်တာနဲ့လိုက်ပြီးကြွငယ်ချင်းတွေနားညီနေပြီမိပါတွေစိတ်ညစ်နေပြီထွန်းမြခွေတွေနားထောင်ကြည့်လူငယ်တွေကြီးပဲပြည့်နေပြီရွေးနေပြီမင်းနေပြီပတ်စံရှိလို့ဆွေးနေပြီမင်းတို့ကြိုက်တဲ့ပကားသနာတွေမပေးနိုင်တော့ဝေးနေပြီပုံးဆိုတာမမှန်းသေးပါကားတွေကလမ်းဝေးกว่าအိတ်ကထဲလဲလာမကြည့်နဲ့မင်းတို့တည်တဲ့ခုခေတ်မော်ဒယ်တွေကများပြားမင်းတို့တည်တဲ့ခုခေတ်ဆိုတော့တွေကများပြားမင်းတို့ချိုက်တဲ့ကောင်းတဲ့ဖုန်းတွေကလည်းများပြားတောက်စင်တို့တို့နဲ့အားလုံးထားလိုက်တော့မင်းတို့တည်တဲ့ခုခေတ်မော်ဒယ်တွေကများပြားမင်းတို့တည်တဲ့ခုခေတ်ဆိုတော့တွေကများပြားမင်းတို့ချိုက်တဲ့ကောင်းတဲ့ဖုန်းတွေကလည်းများပြားတောက်စင်တို့တို့နဲ့